ဇွန်မီကက်ဆန်နေတဲ့ Paris မြို့မှာလိုတာလာတဲ့ကန်ဆိုလိုနဲ့မြို့သားဒီလူကတော့ဇွန်မီပြည့်နေတဲ့မြို့ကြီးမှာလိုလာပြီးတဲ့နောက်ဒေချင်းတရားလက်ကိုရှောက်လန်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဒေဆန်ဟာမာဇန်ကမင်းသားထားတဲ့ဘင်းလေးပြမတယောက်တည်းကမ်းမမြင်လမ်းမမြင်ဘဝကိုရောက်နေခဲ့ပါတယ်။တနေရာရောက်မှာတော့ကမ်းခြေတစ်ခုကိုရောက်နေခဲ့ပြီးရောက်ချင်းဆဆရက်ကတွေပေါ်ကျွယ်သွားတဲ့မြန်မာပြည်မဟုတ်ပါစေနဲ့လို့အရင်ဆူတောင်းရပါတယ်။ကမ်းခြေရဲ့ဆိုင်ဘိုးတစ်ခုကိုကြည့်လိုက်ချိန်မှာပြည်သိနိုင်ငံကိုရောက်တယ်လို့သိလိုက်ရတဲ့အခါမှာရင်ထဲကအလုံးကြီးကျသွားရပါတယ်။ဇရာသမားပြည်သိကမ်းခြေပေါ်ကိုဘယ်နည်းပေပုံနဲ့ရိုက်ခတ်လာပြီးဘဲကတန်ရာတွေနဲ့ဘလို့ရောက်လာတယ်ဆိုတော့မမှတ်မိပဲဖြစ်နေပါတယ်။ကုန်နေတင်မောတစည်းပေါ်မှာအပွဲသားတွေနဲ့တူဒုက္ခလီလီကိုဖျက်ဆီးခဲ့ရပြီးတဲ့နောက်မုံတန်းကြီးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးတင်မောဟာလေးအေဂျင့်မီဖြစ်သွားခဲ့ပါတယ်။အဲဒီမှာသူပိတ်မိနေခဲ့ပြီးတော့အခုကတော့ကံကောင်းထမစွာနဲ့ကမ်းခြေတစ်ခုပေါ်မှာအသက်ရှင်နေပြီဖြစ်ပါတယ်။ပြင်းတဲ့နိုင်ငံအမေရိကသားဒစ်ဆန်အတွက်အခုလိုခေပြက်စနစ်ပြတ်မှာအတော်ကိုရုန်းကန်ရမှာသိကြပါတယ်။ပြင်းတဲ့စကားကလည်းမပြောတတ်တာကြောင့်တော်တော်လေး yes no နှလုံးနဲ့အတော်လေးတိုင်ပတ်နေတဲ့ခြေနေပါဘာသာစကားအတားစီကဒစ်ဆန်တော်တော်ဆင်ကုန်မှုတစ်ခုဖြစ်ပါတယ်။ကိုယ်နိုင်ငံမှာတော့DDတွေလေလို့ထွက်လာပါတယ်ဆိုမှတင်မောပြက်ပြီးတော့ပြင်းတဲ့ရောက်လာတာကြောင့်အမှုကြီးပူသွားပါတယ်။နောက်တဲ့ကြီးမားတဲ့အန်ဒီယာကတော့ဇလန်ရဲ့အဓိကအကျိုးရဖြစ်တဲ့ပုတ်ကောင်တွေပဲဖြစ်ပါတယ်။ပုတ်ကောင်တွေကြောင့်ပဲကဘာပြက်ကင်းကြုံလာခဲ့ရင်အခုကြည့်နေတဲ့လူကြီးမင်းတို့ကပေကြပေါ်အသက်ရှင်ကြမှာပါ။ပုတ်ကောင်တွေကအုံနောက်နဲ့ရီစားမရှိတဲ့သူတွေကိုနင်းနေတာမထီးကျင်ကြပါဘူး။ရိုးလို့ပါပုတ်ကောင်တွေကကတ်ယုံမဲ့မဟုတ်တော့ပဲသူတို့ကလေအစစ်နေမြင်လာကြပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးကအက်ဆစ်တွေနဲ့ဖွဲ့စည်းထားတာကြောင့်တိမီ easy ကလေးစီဖြစ်ပြီးဘူးလောက်မှာပါ။ဒီကက်ဆိုးကိုကြော်ပြက်ရှင်သန်နိုင်ဖို့တဲ့ဒေဆန်ဟာသူ့ရဲ့တိုက်ခိုက်ရေးစနစ်ကိုထူးရှယ်ဖန်တီးဖို့ဖြစ်လာပါတယ်။တနေရာရောက်မှာတော့ရိခါယူဖို့တဲ့ကိုတာနဲ့ဝင်သွားချိန်မှာဇူမီတွေနဲ့တက်တူပါတယ်။ဒါပေမဲ့ဒစ်ဆန်ကဆရာကြနဲ့ပဲပြန်ဆော်လိုက်ပြီးအေးဆေးလွတ်လာပါတယ်။တနေရာရောက်မှာတော့မီးပိုးနှစ်ယောက်နဲ့တွေ့ပြီးရိခါလေးမျှကြပါတယ်။အဲ့ဒီချိန်မှာလက်နက်ကန်နှစ်ယောက်ကရောက်လာတာကြောင့်ဂျီကလင်တူတူကျွေးရပါတယ်။ဟိုနှကောင်ဟာလက်နက်တွေနဲ့ဆိုပေမဲ့မီးပိုးနှစ်ယောက်တီးတာကိုခံလိုက်ရပါတယ်။မီးပိုးကသူ့စီကနေရိခါလေးလိုချင်လို့မျှခဲ့တာဖြစ်ပြီးသူ့ကိုပါရော့တီးခဲ့ပါတယ်။ဒစ်ဆန်လည်းရောရမှောက်သွားခဲ့ပြီးသူ့ကိုအစ်စပယ်လာဆိုတဲ့ကောင်မလေးကလာခဲ့ပါတယ်။အစ်စပယ်လာကတီလက်ရှင်တယောက်ဖြစ်ပြီးဒစ်ဆန်ကိုတီလက်ရှင်ကြောင့်ကေတင်ထားပါတယ်။တီလက်ရှင်နေဆိုပေမဲ့လည်းခိပြက်ကြီးတွေရောက်နေတာကြောင့်ဓာကိုလန်တို့စိုက်ပြိုးအကုန်လုံးရပါတယ်။ယောက်ျားလေးဆိုလို့ကောင်လေးတယောက်ရှိပြီပဲဥကပေါက်လာတယ်လို့မသိရပါဘူး။ဇူမီဒီကောင်ကိုလည်းဖမ်းထားပြီးတော့အဲ့ဒီဇူမီကကျောင်းနဲ့ဘုန်းတော်ကြီးပဲဖြစ်ပါတယ်။ဒေဆန်ဟာသူနဲ့ပဲတက်တော်တဲ့နေရာဖြစ်တာကြောင့်တကွေရိတ်ခါလေးဆိုပြီးတီလက်ရှင်ကျောင်းကနေလေးထွက်ဖို့လုပ်ပါတယ်။တီလက်ရှင်တွေကဒေဆန်ကိုကယ်တင်ရှင်လို့သတ်မှတ်ထားပြီးတော့ဘေးဥကပေါက်မှမသိတဲ့ကလေးတွေကိုလည်းခေါ်သွားခိုင်းပါတယ်။ဒါပေမဲ့မောင်တိုင်စုံကတော့ကျောင်းတော်တော်လို့ထင်ပြီးခေါ်မသွားပါဘူး။လူနှစ်ယောက်ကန့်သွားတာကြောင့်အဖွဲ့ကစုံစမ်းရေးလုပ်ရင်းနဲ့ဒေဆန်လက်ချက်လို့ကောက်ချက်ချလိုက်ပါတယ်။ဒီလိုက်ရှင်ကျောင်းကြီးရောက်လာခဲ့ပြီးတောက်ပြဿနာလာရှာပါတယ်။ဘရုံတော့ကလည်းဖြစ်နေချိန်မှာဒစ်ဆန်ပြန်ရောက်လာပြီးဒီလိုက်ရှင်တွေပူပေါင်းကဂျီကလင်ပက်ပက်တူတူတွေအပြန်လဲကျွေးကြပါတယ်။လူစုတွေကဂျီကလင်ချောင်းချောင်းလေးကျွေးတာကြောင့်ဒီလိုက်ရှင်တွေလည်းတယောက်ပြီးတယောက်သေဆုံးကုန်ပါတယ်။ဒါပေမဲ့လည်းဒီလိုက်ရှင်တွေရဲ့အော်မီတိုင်းဆွမ်းနဲ့ဒစ်ဆန်ရဲ့ကျွေးရင်တိုင်းပညာကြောင့်လူစုတွေလည်းပေးချုံမတက်ဆွဲပေးကြပါတယ်။အားလုံးပြီးဆုံးသွားတဲ့အချိန်မှာဒစ်ဆန်ရဲ့ဦးတီချက်ကအမေရိကန်ပြန်ဖို့ဖြစ်ပေမဲ့အခုတော့ဒီလိုက်ရှင်တွေကိုပြင်သစ်မြောက်ပိုင်းစီခေါ်သွားရဖို့ဖြစ်လာပါတယ်။ဒါပေမဲ့အစ်စပယ်လာဟာသူတို့ကိုမြောက်ပိုင်းခေါ်သွားမယ်ဆိုရင်အမေရိကန်ပြန်ဖို့ကူညီပေးမှာဖြစ်ကြောင်းကတိပေးပါတယ်။အစ်စပယ်လာဟာတချင်ကကပိုင်းနဲ့တယောက်ဖြစ်ပြီးအင်မတန်မှအနိုင်တော်သူတူဖြစ်ပါတယ်။သူနဲ့လူပြီးချိန်မှာမြို့ထဲမှာဝူဝါဝါဂူဂါဂါတွေဖြစ်နေပြီးဇွန်မီတွေဖြစ်ကုန်လို့သိလိုက်ရပါတယ်။ဘေဘေဖြစ်သူကွင်းကကားနဲ့လာခေါ်သွားတာကြောင့်အစ်စပယ်လာလေးဒီနေ့ချိန်ထိတက်ရှိနေတာပါ။သူညမဖြစ်သူလီလီကိုလည်းလမ်းကြုံဝေခေါ်ပြီး၃ယောက်သားချီဦးတက်ရပြေးကြပါတယ်။လက်ရှိချိန်မှာတော့ဒစ်ဆန်ဦးဆောင်တဲ့ဘွဲဟာလက်နက်ကန်ဖွဲ့စည်းတစ်ခုနဲ့ရန်ဆန်နေရပြီးအင်အားမြင့်မာတာကြောင့်ဖမ်းခါလိုက်ရပါတယ်။ကံကောင်းဆောင်တွေပဲအဖွဲ့ကောင်းဆောင်ကစကီလေးလိုဦးဆိုသူဖြစ်နေပြီးသူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။လူဦးဆောင်တဲ့ဖွဲ့ဟာကလေးတွေကိုပညာသင်ပေးတယ်လို့စိုက်ပျိုးရေးမွေးမြူရေးစားသဖြင့်နဲ့စနစ်တကျလှုပ်ဆောင်နေပြီးကိုပိုင်နေရာလေးတစ်ခုလိုပဲဖြစ်ပါတယ်။ညစာလေးလူစားကြပြီးမစားခင်မှာလူကဒစ်ဆန်ကိုစွတ်တောင်းစကားပြောဖို့တောင်းဆိုပါတယ်။ဒစ်ဆန်လည်းတက်တလောက်မှတ်တလောက်တိုကီတီနဲ့ရှော့ပြောလိုက်တာကြောင့်အားလုံးဟတ်တီဗီကိုကြည့်ကုန်ပါတယ်။လူတို့နေမှာရိတ်ခါတွေပြည့်ရှိနေတဲ့ရဲတက်တက်ရှိပါတယ်။ဒါပေမဲ့အန်ဒီရများကကြောင့်တီနေရာကိုမပြောပြပါဘူး။ဒစ်ဆန်ကတော့သွားကျင်နေပြီးအဲ့ရဝင်ကနေကြောင်းသွားဖို့တဲ့ကြမ်းပါတယ်။ဇက်ဝဲကဟာအစ်စပယ်လာတို့ရဲ့အရင်ကဖြစ်ပျက်စီကိုပြန်ရောက်သွားပါတယ်။အစ်စပယ်လာလီလီနဲ့ဘေဘေတို့ကကားနဲ့ပြေးလာရင်ဒက်စီတန်ဆိုင်အရောက်မှာလီလီကကိုဝင်လည်ထားကြတာကိုသိလိုက်ရပါတယ်။အစ်စပယ်လာရီစားဖြစ်သူကလီလီကိုခေါ်မသွားနိုင်ကြောင်းလူမဆန်သွားပြောတာကြောင့်အစ်စပယ်လာလည်းကားတော်ကိုခိုးပြီးလီလီနဲ့တူထွက်ပြေးခဲ့ပါတယ်။အဲဒီကလည်းတစ်စင်သူတို့ကိုတီလိုက်ရှင်ကျောင်းကိုရောက်သွားခဲ့ပြီးကျောင်းတိုင်ကသူတို့ကိုကေတင်ပေးခဲ့ပါတယ်။မြန်မာကာလမှာတော့ဒစ်ဆန်ရဲ့အဆွေကောင်းမှုကြောင့်ပဲကောင်းဆောင်လူကိုယ်တိုင်ရဲတိုက်စီကိုလိုက်လာပါတယ်။အရင်ကရဲတိုက်ခရီးစဉ်မှာလူတယောက်ပဲတက်ရှင်ခဲ့တာကြောင့်ဖောက်သေးချတာကြောင့်ဒစ်ဆန်လည်းဖင်နေနဲ့လောက်အင်ကနေတွန်းသွားပါတယ်။လူစကားတဲ့ရဲတိုက်ကြီးကိုဇွန်မီတွေကကြီးစိုးထားပြီးဘေးပေါက်ဝင်ရမှန်းတော့မသိတော့ပါဘူး။လက်နဲ့ရိတ်ကတေချာပြင်းကြခြင်းမှာလူကိုဒစ်ဆန်ကပိတ်ထားခဲ့ပြီးတယောက်တည်းစွန့်စားဖို့ထွက်လာပါတယ်။ရဲတိုက်ထဲမှာရိတ်ကလေးစတေးဝါးတွေအပြည့်ရှိနေပြီးကောင်လေးတယောက်ကိုတွေ့ရပါတယ်။ကောင်လေးနာမည်ကဟယ်ရီဆန်ဖြစ်ပြီးခဏကြာမှအာဂျီတို့ခေါ်တဲ့ဘိုးတော်တယောက်ကရောက်လာပါတယ်။ဘိုးတော်ကိုဟယ်ရီဆန်နဲ့ဒစ်ဆန်တို့ကတန်းနေတဲ့ချိန်ကရိတ်ခါရီနဲ့တူထော့ပေါက်ကိုလမ်းပြခိုင်းပါတယ်။ဒါပေမဲ့ဘိန်းကပြည့်စည်သွားပြီးဇွန်မီတွေလည်းရိတ်မိသွားပါတယ်။ဇူမီတွေကိုအသေးတန်ကမ်းမှာကျွေးနေပြီမယ်မြန်မာနိုင်ငံကဒေါသအင်အားလောက်ရှိတာကြောင့်နေလို့မရပါဘူးအဲ့ဒီချိန်မှာလူဝါသူ့ရဲ့ပွဲသားရင်းနဲ့တူရောက်လာပြီးဒစ်ဆန်ကိုကယ်တင်ခဲ့ပါတယ်လုံလောက်တဲ့စေဝါတွေလည်းရပြီဖြစ်တာကြောင့်ဒစ်ဆန်တို့အမြောက်ပိုင်းမှာရှိတဲ့အတိုက်ကိုသွားဖို့လူတို့ဘွဲကိုနှုတ်ဆက်ရတော့မှာဖြစ်ပါတယ်လူဝါမဖြစ်သူလီလီယာမီဒီယာနဲ့မှာဇူမီဖြစ်သွားခဲ့ပြီးကလေးကလည်းတေကန်နေဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ကံကောင်းစွာပဲသက်ရှင်ခဲ့ပါတယ်ကလေးနာမည်ကလူရုံဖြစ်ပြီးတီလာရှင်ကျောင်းမှာပဲကြီးမြင့်ခဲ့ပါတယ်အဲ့ဒီကနေတစ်စင်အက်စပယ်လာတို့ဟာရေဒီယိုရှိနေတဲ့ဘုန်းတော်ကြီးစီသွားပါတယ်ဘုန်းတော်ကြီးကအင်မတန်တော်ရဲသူဖြစ်ပြီးဇူမီတွေကိုတော့တူရီယာရင်းနဲ့သူ့အတွက်ဖြောပြေးလောက်ခိုင်းတာဖြစ်ပါတယ်။ဒါပေမဲ့ဒစ်ဆန်သုံးဖို့တဲ့ရေဒီယိုကတချင်းမဲနားထောင်လို့ရပြီးဆက်သွယ်ရေးဖြစ်တော့သုံးလို့မရပါဘူး။အဲဒီချိန်မှာပြန်ဝင်ဆုံပြီးတွေဝိုင်းလာပြီးတော့ဖောင်းထန်းနေဆုံရပြန်ပါတယ်။ရေဒီယိုကလည်းအပလာဖြစ်တာကြောင့်ဆက်လက်ခီးဆက်ဖို့တလုပ်ကြပြီး
Paris မြို့ကိုရောက်လာခဲ့ပါတယ်။နောက်တဲ့အဖွဲ့တစ်ဖွဲ့နဲ့တက်ဆောင်ခဲ့ပြီး Isabella ကလွတ်မြောက်ရေး Union ရဲ့စောင့်ပုဒ်ကိုရွတ်လိုက်တာကြောင့်ဖွဲ့ကောင်းဆောင် Follow ကစကားပြောဖို့ဆက်လာခဲ့ပါတယ်။အဖွဲ့ရုံးချုပ်စီကိုခေါ်ဆောင်ခဲ့ပြီး Isabella နဲ့လူတို့ကိုပြည်သစ်မြောက်ပိုင်းအသင်းစီကိုလိုက်ပို့ဖို့တာဝန်ယူမှာဖြစ်ပါတယ်။ဒေဇန်ရဲ့တာဝန်တစ်စိတ်တစ်ပိုင်းဟာပြီးဆုံးခဲ့ပါတယ်။ရှင်နိုင်ရုံးချုပ်ရဲ့အခြေစိုက်စကန်မှာဒေဇန်ရဲ့တစ်ခွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ရုံးချုပ်မှာဆိုမီတကောင်ကိုစမ်းသပ်နေပြီးစီတီမျိုးထိုးသွင်းတဲ့ကောင်မှာဒီစကိုလိုက်သွားပါတယ်ရုံးချုပ်ကောင်းဆောင်ဂျန်နက်ကဒစ်ဆန်နာကိုလိုက်ဖို့လူလွတ်လိုက်ပြီးဘာဆိုးစိတ်ရှိလို့ညှိကြမှာမသိပါဘူးတပတ်မှာတော့ဒစ်ဆန်နဲ့အက်စပယ်လာတို့ဟာအက်စပယ်လာရဲ့အခန်းမှာရှိနေပါတယ်ခိုးရပါပစ္စည်းတွေကိုအက်စပယ်လာကတကူပြီးတခုထိုးချွားနေပြီးတဲ့နောက်အခန်းထဲကထွက်လာတဲ့အချိန်မှာဇွန်မီတက်နဲ့ရင်ဆိုင်နေရပါတယ်တခါလေမင်းသားတို့ပဲနိုင်သွားပြီးတော့အက်စပယ်လာကသူ့ရဲ့အင်းကြီးချင်းတွေဖြစ်ခဲ့တဲ့သူတွေဇွန်မီဘိုးကရောက်နေတာကြောင့်ဝမ်းနေပါတယ်အဲဒီမှာတော့အက်စပယ်လာလူရိုနဲ့ဆယ်ဖီတို့ကရောက်ပိုင်းကိုစတင်ထွက်ခွာသွားပါတယ်ဒစ်ဆန်လည်းလူကြီးမင်းတို့လိုပဲလမ်းပြောင်းနေရကြလိုက်ခဲ့ပြန်ပါတယ်မြေအောက်ကနေတစ်ဆင့်ဒိုးကြရင်လည်းကလပ်တစ်ခုတွေ့တာကြောင့်ဝေခဲ့ကြပါတယ်ဒါပေမဲ့လူမိုက်တကောင်ကသွေးပေါလာချင်တာကြောင့်ဒစ်ဆန်လည်းတကွန်းတော့ပြလိုက်ပါတယ်အဲဒီမှာအက်စပယ်လာရဲ့ကြီးစားဟောင်းကွင်းနဲ့ပြန်ဆုံးခဲ့ပြီးတပတ်ပြန်တီးဖို့အတွက်အက်စပယ်လာတို့အဖွဲ့ကိုဖမ်းခေါ်ခဲ့ပါတယ်တကယ်လို့လူတော်ဟာကွင်းရဲ့သားဖြစ်ပြီးတော့ကွင်းဟာငါချောက်ဖို့နှစ်ခုလုံးနဲ့တီးထုတ်ခဲ့တာပဲဖြစ်ပါတယ်ဒစ်ဆန်ဟာဒီကနေအားလုံးတူတူထွက်သွားခြင်းပေမဲ့အက်စပယ်လာကဆက်နေကြပါတယ်ကွင်းကလည်းဒစ်ဆန်ကလွယ်ပြီးကျန်တဲ့သူတွေအားလုံးကိုခေါ်ထားမိလို့ပြောပါတယ်အဲဒီချိန်မှာဒစ်ဆန်ကိုအသေးရရအရှင်ရတီးမဲ့အဖွဲ့ကရောက်လာပြီးစောချပြန်ပါတယ်ဒစ်ဆန်ဟာတယောက်တည်းဆိုလွတ်နေပြီဆိုပေမဲ့ဝမ်မနာသားလေးကိုဇူမီတွေရန်ကနေကဲရပြန်ပါတယ်အဲဒီကနေနောက်ကောင်လွတ်သွားပြီးဒစ်ဆန်ကတယောက်တည်းထွက်လာခဲ့ပါတယ်ဒီလိုနဲ့လမ်းမှာပဲဝင်နေတွေ့ပြီးဝမ်မနာသားလေးလူတော်အဖွဲ့ချုပ်ကအလိုရှိနေတဲ့ကလေးဖြစ်ကြောင်းသိလိုက်ရပါတယ်အဲဒီချိန်မှာဘေကမှမသိတဲ့အဖွဲ့တစ်ဖွဲ့ရောက်လာပြီးအဖိုးယူတီးထုတ်ပေးလိုက်ပါတယ်ဒါကြောင့်ဒစ်ဆန်လည်းထုံးစံတိုင်းဝင်တီးရပြန်ပါတယ်အဲနောက်အက်စပယ်လာနဲ့ပြန်ဆိုပြီးလူတော်ပြောင်းနေတာကြောင့်ရှာရပြန်ပါတယ်တောက်ကလေးဟာတောက်တော့ကအတော်ပြီးတော့ဇွန်မီတွေနားမှာလာပုံးနေပါတယ်တမိုင်းပေးတာဝေးရဒစ်ဆန်ဟာဇွန်မီတွေကိုတီးရပြန်ပြီးလူတော်ကိုလူတယောက်ဖမ်းခေါ်သွားတာကြောင့်အက်စပယ်လာကပြေးလိုက်သွားပါတယ်ကံကောင်းစွာပဲလူတော်ကိုဖမ်းတဲ့ငနေတကောင်မိသွားခဲ့တာကြောင့်သိကျင်တာတွေသိကြဖို့ကြွတ်တုံမိပါတယ်ငနေကဘူးတလုံးဆောင်အိုတော်မစင်းရဘူးဆိုတဲ့အထာနဲ့ဝစီပေးခြင်းပေမဲ့ဒစ်ဆန်ကနှစ်ချက်လောက်သုံးချက်လောက်ကျွေးလိုက်တဲ့အခါမှာအက်စပယ်လာရီစာဟောင်းလွတ်လိုက်ကြောင်းသိလိုက်ရပါတယ်တောက်တော့ကအရန်ပေးတဲ့တောက်ကလေးလူတော်ကိုလူချင်းတဲ့ဘွဲတွေအတော်များနေပြီးဒစ်ဆန်ကတော့ဘာကြောင့်ရမှန်းမသိပါဘူးဒီချိန်မှာလူတော်ကိုကွင်းကချော့ပြီးတော့အဖွဲချုပ်စီကိုရောင်းစားဖို့လုပ်နေပါတယ်ဒါပေမဲ့ဒစ်ဆန်တို့ဟာပြင်းတဲ့တပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ကွင်းလက်ချက်ကနေလူတော်ကိုကယ်ဖို့ကြိုးစားကြပါတယ်ဒစ်ဆန်တို့ရဲ့ကျွမ်းကျင်မှုကြောင့်လူတော်ကိုကယ်နိုင်လိုက်ပါတယ်လူတော်နဲ့ဒစ်ဆန်တို့ဟာမြောက်ပိုင်းကိုပြေးဆက်ရမှာဖြစ်ပြီးအက်စပယ်လာကကွင်းနဲ့နေခဲ့ပါတယ်ဒါပေမဲ့လည်းကွင်းမှာလည်းစော်တယောက်ရှိနေပြီးမချောင်းနှစ်ပြားနဲ့လှုပ်ရှားတော့မှာပါဒစ်ဆန်ခီးဆက်နေစီကုံသွားတာကြောင့်လူမြောက်ရဲ့အဖွဲ့တစ်ဖွဲ့နဲ့ဆုံးပါတယ်ဒစ်ဆန်ရဲ့ကျွမ်းကျင်မှုနဲ့ဇွန်မီတွေကိုဖမ်းပေးတာကြောင့်အဆိုပါဖွဲ့ကသူ့အတွက်လိုအပ်တဲ့စီတွေကိုထုတ်ပေးပါတယ်တစ်ဖက်မှာတော့ငချောက်ပြားဟောင်းကိုပြန်လဲသုံးခွင့်ရဖို့ကွင်းဟာအက်စပယ်လာကိုထူးရှင်ဟင်းရတွေနဲ့အခန့်နေပါတယ်ကိုယ့်ရဲ့လက်ရှိရီးစားကလည်းတဝဲတူနေတာကြောင့်သူတို့ရဲ့ငချောက်ရှုပ်တော်ပုံကြီးကိုစမပြောရချင်တော့ပါဘူးကျွန်တော်လည်းစော်မရှိလို့ဆက်ပြောကြမှာစိတ်တီကလို့ပါနောက်တစ်ရက်မှာတော့ဒစ်ဆန်ကလူလိုနဲ့အတူခီးဆက်ခဲ့ပြီးသူတို့နောက်ကိုလည်းလွတ်မြောက်ရေးအဖွဲ့ချုပ်ကလူတွေဆက်တဲ့ဆိုသူတို့လိုက်နေခဲ့ပါတယ်ဟိုကောင်တွေကကားနေလိုက်တာကြောင့်ခဏတွင်းမိသွားပြီးဒစ်ဆန်တို့လည်းဖမ်းကလိုက်ရပါတယ်အဖွဲ့ချုပ်ကတော့ဂျန်နက်ဆိုတဲ့အမျိုးသမီးကဒစ်ဆန်ကိုဖမ်းထားလိုက်ပြီးမျက်နှာလိုမျက်နှာရလာလို့တဲ့ကွင်းကိုလည်းတောက်မေကဲပုံမှန်နဲ့ထပ်မှတ်လိုက်ပါတယ်အက်စပယ်လာနဲ့လူတော်ကပြန်ဆောင်ကြပြီးအလွမ်းတင်နေချိန်မှာဂျန်နက်ကမိကုန်းချွေပါတယ်သူတို့အားလုံးကပြည်သက်သားတွေဖြစ်တာကြောင့်အတူတူကပြေရှာနိုင်ဖို့ပူးပေါင်းမှုတိုက်တွန်းပါတယ်တချင်းကဒစ်ဆန်ဟာအချင်းကတကူတွေမှာဖမ်းဆီးခံရပြီးတဲ့နောက်သူ့ပေါ်ရာရီနဲ့တူလွတ်မြောက်ဖို့ကြံစည်ခဲ့ပါတယ်အချင်းကတကူတို့ဟာဇူဘီရဲ့အော်တန်နေတဲ့ဆူညံနေပြီးတီကြောင်ဆောင်နေတဲ့ဒစ်ဆန်ကိုဇွန်မီစာကျိုးဖို့ဖမ်းခေါ်လာပါတယ်ဂျာမီဆမီရဲ့ကောင်ကြီးကဒစ်ဆန်တီးတာကိုခံရပြီးဆရာသမားတွေရှိသမျှအားနဲ့ထွက်ပြေးပါတယ်ရှိသမျှအကျဉ်းသားတွေအားလုံးကိုလွတ်ပေးလိုက်တာကြောင့်အကျဉ်းစခန်းကလည်းဖာလန်ကြီးမိသားတို့ရုပ်ရုပ်တဲတဲလေးဖြစ်ကုန်ပါတယ်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်လက်ရှိချိန်မှာဒစ်ဆန်ကိုကျင်းကန်းတဲ့ကနေလွတ်ပြေးပြီးစီတိုးလာရဲ့ဇူမီတကောင်နဲ့ဖွဲ့ချုပ်ကတက်ခတ်ခိုင်းပါတယ်အဲဒီတကောင်ကိုတော့ဒစ်ဆန်ကအပြီးတွေ့လိုက်ပြီးဘရိတ်တာကလည်းအားပေးချက်နေပါတယ်နောက်တဲ့စိတ်အနေနဲ့ဒစ်ဆန်နဲ့ကွဲကိုတန်ကြိုးတစ်ခုတည်းမှာတုတ်လိုက်ပြီးတော့ဇွန်မီတော့ကနေကျုံးခိုင်းပြန်ပါတယ်ဒီတစ်ခေါက်မှာလည်းဒစ်ဆန်ပဲမင်းသားဖြစ်တာကြောင့်နှစ်ယောက်ပေါင်းတိုက်ကွက်နဲ့ရှေ့ကျုံးပေးလိုက်ပြီးအနိုင်ယူလိုက်နိုင်ပါတယ်အဲဒီချိန်မှာတန်တဲ့ချက်နဲ့ဝူရှူဝါတွေဖြစ်ကုန်ပါတယ်ဒစ်ဆန်ကိုကယ်တင်ဖို့တဲ့ပြင်းတဲ့ပွဲရောက်လာပါတယ်ဒစ်ဆန်ပြင်းတဲ့ပွဲနဲ့ပြန်လဲပိုးပေါင်းနိုင်ပြီးအက်စပယ်လာနဲ့လူတော်တို့ကိုတွားရောက်ကယ်တင်ခဲ့ပါတယ်ဇွန်မီကိုက်ခံထားတဲ့ကွင်းရောက်လာပြီးသူတို့ကိုလာချပါတယ်ဒါပေမဲ့မင်းသားဖြစ်တဲ့ဒစ်ဆန်တို့ပဲလွတ်မြောက်လာခဲ့ပြီးတော့တပျော်ကြီးပြောနေကြပါတယ်ပြင်းတဲ့ပွဲကောင်းဆောင်ကြီးဖာလိုကိုနှုတ်ဆက်လိုက်ပြီးမြောက်ပိုင်းကိုတူတူခီးဆက်ခဲ့ပါတယ်လမ်းမှာဖွဲချုပ်ကလူတွေဖမ်းတာထက်ခံရပေမဲ့ကောင်းဆောင်ဖြစ်သူကစိတ်ပြောင်းသွားပြီးတော့သူ့လိုပဲပြတ်တက်လိုက်တဲ့ဒစ်ဆန်တို့ကိုလွတ်ပေးလိုက်ပါတယ်အဲဒီတော့ဖွဲ့ချုပ်ကောင်းဆောင်ဂျန်နဲ့စီမှာအတွေ့ခံရပေမဲ့သူ့လိုရအတွက်နောက်သားမရပါဘူးဒီလိုနဲ့လေးယောက်သားခီးဆက်တဲ့နောက်ဆုံးမှာမျောလင်းရအတိုက်စီကိုရောက်ရှိခဲ့ပါတယ်အားလုံးဝမ်းမက်တက်တာနဲ့ကျူစရာကြောင့်သူလည်းပြောင်းငါလည်းပြောင်းအားလုံးပြောနေကြပါတယ်အတိုက်ရဲ့ကောင်းဆောင်ဒစ်ဆန်အတွက်တင်မောတစီရှိကြောင်းပြောပါတယ်တင်မောကိုလမ်းခေါ်နေချိန်မှာဇူမီတကောင်ထလာပြန်တာကြောင့်တီးပေးရပြန်ပါတယ်ဒီချိန်မှာသူ့နောက်မှာလူတို့နဲ့တူလူတချို့လာလုံးဆက်ကြပြီးဝမ်းနဲ့မျက်ရည်နဲ့တူဇလန်လေးကိုဆုံးသတ်လိုက်ပါတယ်